တလအတွင်းမှာပဲမရွှေခင်ရဲ့မုံဟင်းကားဆိုင်ဟာရွာလုံးကျွတ်နာမည်ကြီးသွားခဲ့ပါတယ်။တိုးချက်တလောက်နိုင်ပိုင်းအတွင်းကုန်သွားပြီးစားဘူးသူတိုင်းထက်စားကျင်နေကြပါတယ်ထက်စားကျင်နေကြပါတယ်။အင်ကုန်းရွာတင်မကအနီးနားရွာတွေနဲ့ဟင်သာတမျိုးကလူတွေပါလာရောက်စားတောက်နေကြပါတယ်။အမရေဒီလောက်လူများလာမယ်လို့မထင်ခဲ့ဘူးအမေနဲ့ငွေခင်ရေအခုလိုအဆင်ပြေတာညောင်ပင်စောက်နှက်ကြီးရဲ့ကျေးဇူးလို့အမထင်တယ်အမနှက်ကုန်းကြီးစောက်ပြီးကျေးဇူးပြန်ဆက်ချင်တယ်ရက်ပိုင်းအကြာမှာတော့မရွှေခင်တို့ဟာကြီးမားတဲ့နှက်ကုန်းကိုစတင်ဆောက်လုပ်ခဲ့ကြပါတယ်ရွာသားတွေကလည်းနေ့တိုင်းလာရောက်ပူဇော်ကြပြီးညောင်ပင်ကြီးဟာပိုပြီးထင်ရှားလာခဲ့ပါတယ်အင်ကုန်းရွာကမရွှေခင်မုံဟင်းခါအခုတလောနာမည်အရန်ကြီးနေတယ်ဆိုဟုတ်ပါတယ်ဆရာကျွန်တော်တော့စားကျင်နေတာဝယ်မရသေးဘူးဒါဆိုမနှက်ဖြန်အင်ကုန်းရွာကိုသွားကြမယ်ဆရာဒီရွာကလူတိုင်းမှုန့်ဟင်းကားအကြောင်းပဲပြောနေကြတာတဲ့အင်ကုန်းရွာကမရွှေခင်မုံဟင်းခါအခုတလောနာမည်အရန်ကြီးနေတယ်ဆိုဟုတ်ပါတယ်ဆရာကျွန်တော်တော့စားကျင်နေတာဝယ်မရသေးဘူးဒါဆိုမနှက်ဖြန်အင်ကုန်းရွာကိုသွားကြမယ်ဆရာဒီရွာကလူတိုင်းမှုန့်ဟင်းကားအကြောင်းပဲပြောနေကြတာတဲ့အဲ့ဒီရှေ့ကတစ်ပင်ကြီးပဲထင်တယ်ရွာထိပ်ရောက်တာနဲ့အသစ်ဆောက်ထားတဲ့နတ်ကုန်းကြီးကိုတွေ့လိုက်ရပါတယ်ဒီနတ်ကုန်းကိုဘယ်သူဆောက်တာလဲမရွှေခင်တို့မိသားစုလှူဒန်းပြီးစောက်ထားတာပါဆရာစုတောင်းပြီးကတည်းကမုံဟင်းကားဆိုင်အရန်ရောင်းကောင်းလာတာပါမုံဟင်းကားဆိုင်အရန်ရောင်းကောင်းလာတာပါစကားဆုံးတာနဲ့ရဲအုပ်အုံးဖေတို့ဟာမရွှေခင်ရဲ့ဆိုင်ဘက်ကိုထွက်လာခဲ့ပါတယ်ဆရာဒီလောက်တောင်လူများတာလားဆိုင်အတွင်းကိုဝင်လိုက်တဲ့အချိန်မှာတော့သူတို့မျှော်လင့်မထားတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်ရဲအုပ်အုံးဖေကတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုခုရှိနေပြီလို့ခန်းစားမိလာပါတယ်မရွှေခင်ရေရဲအရာရှိတွေလာပါတယ်လာပါရှင်ဘာအကူအညီလိုပါသလဲကျုပ်တို့ကဟင်သာတမျိုးကရဲတပ်ဖွဲ့ပါဒီဆိုင်အကြောင်းနာမည်ကြားလို့လာကြည့်တာပါဒီလောက်ထိရောင်းကောင်းလာတာဘယ်ချိန်ကစတာလဲလွန်ခဲ့တဲ့တစ်လလောက်ကညောင်ပင်ကြီးစီမှာဆူတောင်းခဲ့ပြီးနောက်ပိုင်းဒီလိုဖြစ်လာတာပါမရွှေခင်ကတော့အဲ့ဒီနေ့ညောင်ပင်ကြီးအောက်မှာဖြစ်ခဲ့တာတွေကိုပြန်ပြောပြခဲ့ပါတယ်အဲ့ဒီညောင်ပင်ကြီးအကြောင်းကိုကျုပ်တို့သေချာလေ့လာရမယ်ထင်တယ်ဒါပေမဲ့ရဲအုပ်အုံးဖေမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုကတော့အဲ့ဒီညောင်ပင်ကြီးနဲ့ဆက်နွယ်နေခဲ့ပါလေ။ဒီနေရာကိုလူတွေဘာကြောင့်ဒီလောက်ယုံကြည်ကြတာလဲ။ရဲအုပ်အုံးဖေကတော့ယုံကြည်မှုနောက်ကအမှန်တရားကိုရှာဖွေခြင်းနေခဲ့ပါတယ်။ဒီညောင်ပင်ကြီးကအရင်ကတည်းကရွာသားတွေလေးစားလာကြတာပါဆရာအရင်ကတော့ဒီညောင်ပင်ကြီးဟာရိုးရိုးအပင်ကြီးတစ်ပင်သာဖြစ်ခဲ့ပါတယ်မရွှေခင်တို့ဆုတောင်းပြီးအစဉ်ပြေလာပြီးနောက်လူတွေပိုယုံကြည်လာကြတာပါဒါပေမဲ့ရဲအုပ်အုံးဖေကတော့ဆိုင်ရဲ့ထူးခြားမှုလဲဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်မုံဟင်းကားအရသာပြောင်းလဲသွားတာ
ဘာကြောင့်လဲဆိုတာသိပါသလား ကျမလည်းမသိပါဘူးရှင်အရင်လိုပဲချက်နေတာပါအရင်လိုပဲချက်နေတာပါ ရဲအုပ်အုံးဖေကစဉ်းစားမိသည်မှာထူးခြားချက်တစ်ခုခုတော့ရှိနေမည်ဟု ဒါပေမဲ့ညောင်ပင်ကြီးရဲ့အမှန်တရားကိုသိဖို့တော့အချိန်အနည်းငယ်လိုအပ်နေပါသေးတယ်